Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဗျာကျွန်တော်ကိုယူကျွန်တော်ခေါ်ထားရဗျာဒီနေ့ကျွန်တော်နဲ့ club မှာသွားကြုံမှာပေါ့ဂိမ်းမွေးရဖောက်နိုင်ဗျာ line ကြနေလားမသိဘူးဒါရင်ဘာမှမဖြစ်ဘူးဗျာကျွန်တော်ခဏနဲ့ရှာတွေ့သွားပါဗျာကျွန်တော်ဒီခန်းကဘာအောင်ကန်လုံးကန်မှမသိရရင်ဗျာကျွန်တော်ကိုယူကျွန်တော်မေးလိုက်တယ်ကျွန်တော်ဘာအောင်ကန်မှမေးတော့သူက6မဲကန်လိုက်ဆိုလို့ကျွန်တော်လည်း6မဲကောက်ပစ်လိုက်တယ်ဗျာနှစ်ခါဖင်းမမနေတော့ဖားပါဗျာဒီကိန်းတော့တူလို့ကျွန်တော်6 voting မကန်ရမှာကျွန်တော်ကန်ရင်တော့သူမင်းသက်ကန်တာကဲ game မွေးရဖိုက်ဘူးဗျာကျွန်တော်ကိုနဲ့ကျွန်တော်နဲ့ချုံလုံးမှာပုံးလိုက်တယ်ဗျာကျွန်တော်ကိုရောငါတပြားကိုင်တာပေါ့ကူပေါ်ကကျွန်တော်ညီကိုနဲ့မရှိဘူးမှဗျာဒီကောင်တိုင်းနေခိုးကျင်နေကျွန်တော်တို့ချဖို့အတွက်ကျွန်တော်ကိုရလိမ့်ဝီလာမှာချဖို့လို့ကျွန်တော်လိမ့်ဝီကိုဖောက်နေဗျာဒီကောင်တူတုံးတော့ကျွန်တော်လာထိရဗျာအကြောင်းဒီကောင်ကျွန်တော် focus လိုက်ပေါက်တာဒီကောင်ပြေးရမှာမုန်းနေပထမချုံနဲ့ဝင်ပြီးရချုံနေကြသိမှာလို့ဒီကောင်တော်ရဲဝင်ပြီးရဗျာအဲ့ဒီကြောက်မလားဆိုကျွန်တော်လည်းဒီကောင်လိမ့်ဝီကိုပြေးမကြွဘူးဗျာဒီကောင်နဲ့ level လို့ကျွန်တော်ထွက်လာပါဗျာတော်ရဲအကြောင်းဒီကောင်ကျွန်တော်1ပေါက်ရတာဒီကောင် flick ကပါပေးသွားဗျာမှန်ဒီကောင်သေးပြီကျွန်တော်1ထိရင်ကျွန်တော်ညီကိုနေကအကောင်မှဒီဘက်ချုံလာမလားကိုဖောက်နေမလားနဲ့အကောင်ကျွန်တော်ကိုရသွားရိုက်တော့ကျွန်တော်နောက်ကနေ1လေးပေါက်ပေးတယ်ဒီကောင်ခိုင်းသေးရောဗျာကျွန်တော်ပုတ်တဲ့ကိလေးရသွားပေါ့ကျွန်တော်ကိုရကျွန်တော်လေးခွေမြန်ရှင်းခိုင်းတာဗျာဟိုမှရင်းရှက်ဘူးလို့ကျွန်တော်လည်းအေးရိုက်ပါအကောင်သွားကြုံတော့ဖျားသမားအမကြီးလည်းဖားကောင်နေ level 3နဲ့ကျွန်တော်ကိုရအရင်ဝင်ရိုက်တော့ကျွန်တော်နောက်ကနေ1လေးပေါက်ပြီးအဲဒီကံမဲ့လောက်တာအကောင်2နဲ့ပြီးတော့ကျွန်တော်ဘာမှလုပ်ချင်မရလိုက်ဘူးဒီမဲ့ဘုကတတဲပဲတဲ့ဖြစ်တော့ရင်ရဟိုက်ပါပေါ့အကောင်ငါဝင်မိကန်တာကွာအကောင်တူးနဲ့ရှောင်းသွားတာရှောင်းတူးကနှချမ်းကွင်းတော့ငါ့ကိုခေါ်ငါလည်းဖလီကာနဲ့ပတ်ပြီးရပေါ့ကွာအကောင်အေရီရိုက်တော့ငါလည်းအကောင်ဖောက်ခကန်လိုက်သေးတယ်ဒါပေမဲ့အကောင်အင်ပြူနေရကွာတော်သေးရဲ့အကောင်နှချမ်းကွင်းကလူမွဲ့ငါသေးပြီကွာအဲ့ရောက်အပြင်မဲ့ရောက်တော့လေအကောင်ငါ့ကိုလိုက်ထိုးသေးရဲ့ဝမ်းနဲ့ငါကောင်ဆောင်းရမှာတော့ငါမသေးပါဘူးကွာငါအိမ်ကနေသွေးဖြစ်ပြီးရောက်လာကွာတတဲကိုရင်မလုံးနေမလားဖို့ပြီးရှင်ရမလို့ပဲအင်ဂျလာလှုံနေဒီကောင်မအောင်ညီမလိုကြီးကံပြီးငါလည်းပြေးလာလိုက်တယ်ကွာတောင်းရင်ငါ့ကိုတွေ့နေချင်ကုန်းနဲ့ခေါ်နေတာငါကိုကြီးပါလာလို့ငါနဲ့ငါကိုကြီးနဲ့ခြုံနေမှရင်လာမလားဆိုပြီးဖောက်နေကွာဒီကောင်မလားနဲ့လေလင်းကလေးကြီးလေးသွားရှင်မှာပေါ့ငါတော့လိန်ကြီးလေးဒီကောင်လားရှင်းလိုက်ရရကွာဒါမှဘာမှမပြောညီမလိုကြီးမေးရငေါ့ရှိရောက်တော့ငေါ့ညီကိုနဲ့ပေါင်းအကောင်ဖုန်းကြီးဝိုင်းလောင်းမလဲတော့ကွာအကောင်ဖေးထဲမှာကိုကိုတော်တော်ပျော်မွေ့လောက်ပဲအကောင်ဖုန်းကြီးဝိုင်းလောင်းငင်ရလို့အပေါ်လေးမှာဗလေဖြစ်လို့ငါဗလေလက်ဖက်မလုပ်တာကွာရင်ကညီမလေးငါ့ကိုကြားဖေးတွေ့နေချင်ကုန်းနဲ့ခေါ်ကွာငါလည်းမသေးဘူးမလို့ဆိုဖလီကာပါပေးပြလိုက်တာဖင်ရငါဝမ်းသွားပေါက်တာငါသေးရောငေါညီကိုလည်းကကူရှင်နဲ့အင်ဂျီလာကိုကျုံးမလို့တော့ကွာမေးရအိတ်ထောက်တော့ငါ့ဖီရှင်ပေါ်ကွာငါလည်းငါနဲ့နီးကောင်လိုက်ကျုံတာအင်ဂျီလာလိုက်ကျုံတာရင်ကကြားဖက်တော့ငါလည်းမကျုံလိုက်ရဘူးကွာအဲ့ရောက်ဖီတန်နဲ့အင်ဂျီလာတူးလင်ပါလာတော့ငါနဲ့ငါကိုရက်ကွာပေါ်လင်းကူရှင်သွားကျုံးလို့ကွာအကောင်တော်ဖီတန်လို့ငါလည်းဟိုရောက်ရောငါကိုရက်သေးရောကွာအကောင်နှကောင်ပေါင်းတက်တော့အင်ဂျီလာဝင်ဘူးရောကူရှင်ဖီတဲ့ဘင်ဟောက်ပြန်လာချကွာအကြောင်းငါလည်းကောင်1လေးပေါ့ဖောက်ကန်ပြလိုက်တယ်ကွာအကောင်သေးရောအင်ဂျီလာပါထက်ရောက်တော့အင်ဂျီလာပါပါပဲထုတ်ပြီးမလုပ်တော့မေးရငါ့ဖဒန်ကတော့မအကောင်မှသေးရကွာအနားမှာပြောင်းငါ့ဖောက်တွေပါလာပြောင်းနေအိမ်မုတ်တွေပြပြီးတော့ငါအောက်လေးမှာလိန်ကွီဖာနေကွာညီမလေးကူချမ်းရောက်လာဆိုရင်ငါချုံနဲ့ဝင်ပုံးလိုက်တယ်ကွာအဲ့တော့လက်ဖက်နဲ့မင်းနဲ့ဘာမှမသိနဲ့ဝင်တော့ဒီကောင်နှစ်ကောင်ငါတက်ပလိုက်တယ်ကွာကူချင်းကထက်တက်မလို့တာကွာငါကူရအကောင်မသွားနဲ့ဖို့လို့ငါလည်းသူ့နောက်ပဲလိုက်သွားရတယ်ဒီမှာဖို့ကငါကိုယူရင်ကနှချမ်းကုန်းနဲ့ခေါ်မလို့တာငါကြားဖြုတ်ရင်ငါခေါ်ကန်လိုက်တယ်ကွာငါကိုကြီးခေါ်ရင်ငါကိုကြီးပဲသိမှာပေါ့ငါသိရောငါပဲခေါ်ကန်လိုက်တယ်ကွာအကောင်ကသူ့ရဲ့နှချမ်းကုန်းထဲမှာသူ့ကိုပြန်ကျုံးမလိုက်တယ်ကွာအောင်ထွက်ပြေးလို့မရဘူးဒီကတော့အကောင်သေအောင်ရိုက်ပလိုက်တယ်ငါပထမရင်ဖောက်နေကွာခြုံနေမှာရင်မလားနဲ့ left flip ကို focus ဝင်ကြတိုင်းတော့တော်တယ်ရော့မှသေးလိုက်တော့ full gear ရပါငါအောက်လေးမှာလိန်ခွေများနေလိန်သွားရှင်းမလို့တော့ကွာငါကိုကြီးနဲ့အင်ဂျလာနဲ့1-1D နဲ့ငါကိုရဲ့သေရောမှမလို့ဆိုပြီးငါလည်းဝင်ပြီးတော့ကောက်ဖားပလိုက်တယ်ကွာအင်ဂျလာဒီကောင်ကြီးပေါ်လေးမှာဗလဲဖြစ်လို့ငါမေကိုကမ်လို့နဲ့ left flip ပဲတိုက်တယ်ကွာကောက်ဖားလိုက်တာပေါ့မေကိုကြောငါလက်သီးချက်တဲ့နဲ့ပဲတိုက်တာအကောင်ငါ့တမဲဘယ်လိုပြင်းလဲပါအကောင်ပြရတာပေါ့ငါကခုမှဗလဲခိုင်းလို့ပြရကွာအဲတော့ဟိုဘက်ကကူပေါ့အေးသွားထောင်းနေကွာအဲတော့တော်ရောငါလည်း1 flip ကလန့်ပေါက်ရတာကွာငါ1တကယ်မထီဘူးဖလစ်ကကုံသွားတာကွာငါအေးကြီးပတိုင်းနေလို့မဟုတ်ငါသေးကူပေါ်တက်လို့ဖူဘောကောင်နေကုံသေးပြီးတောက်အောင်ရိုက်ချိုးလိုက်ပြီးကွာတောက်အောင်ရိုက်ချိုးပြီးငါရှေ့ဘက်နဲ့လေးတိုက်မှာအကောင်နေကိုဝီဘောပြမှာငါဝီဘောဗတိုက်ပြကွာငါလည်းဝီဘောပြလို့ကွာခိုးကောင်နေဝီဘောပြတာငါမဖောက်ဘူးကွာငါလည်းပြပြီးတော့တောက်အောင်ပဲရိုက်ချိုးတာခါတန်းပြီးတော့ကဲကျွန်တော်ဗီဒီယိုကြည့်ရှုအားပေးခဲ့တဲ့တငယ်များအားလုံးကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲဘိုင်းဘိုင်းနောက်ဗီဒီယိုမှာပြန်တွေ့မယ်